တို့အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးမှာကတော့စာရေးသူရင်မင်းကမ်လူရေးထားတဲ့ဖွားမယ်စိန်နဲ့သူရောရဆိုတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါရဲ့ရှင်ထိုနေ့သည်တောင်ထွန်းရွာ၌ထူးခြားမှုရှိနေခဲ့၏ဖြစ်ပုံကတောင်ထွန်းရွာရှိထက်ထက်သမားတဦးဖြစ်သောမောင်ဆိုင်၏မိတ်ဆွေတဦးရွာသို့လာရောက်ခြင်းကြောင့်ဖြစ်ပေသည်ထိုထန်းတဲ့သမားမောင်ဆိုင်၏မိတ်ဆွေကြောင့်ပင်ရွာရှိကာလာသားများမောင်ဆိုင်၏အိမ်၌ဝိုင်းဖွဲ့နေကြလေသည်မောင်ဆိုင်၏မိတ်ဆွေသည်ကတာမန်မဟုတ်ဒုတ်ပြီးဓာပြီးဆေးများကျွမ်းကျင်သူဟုနာမည်ကြီး၏ဟဲ့ကောင်တွေမင်းတို့ကဒီမှာတောက်လို့ကောင်းနေကြဟိုမှာဆရာကဆေးတွေပေါက်ပေးနေရလေမင်းတို့သွားမကြည့်ကြဘူးလားအရက်ဆိုင်တွင်ရွာသားများပြောဆိုနေကြခြင်းဖြစ်၏ဆေးကတကယ်ရောစွမ်းတာဟုတ်ရဲ့လားဗျာကျုပ်တော့မယုံပါဘူးရွာသားတဦးကတောက်လက်စအရက်ခွက်ကိုချကားပြောလိုက်လေတော့ဟာကိုမောင်ဆိုင်မိတ်ဆွေကတကယ်စွမ်းတာဟာသူနဲ့ကိုမောင်ဆိုင်နဲ့ကမြို့မှာဆုံပြီးခင်းခဲ့ကြတာဆိုပဲတို့ကိုမောင်ဆိုင်ကြီးကိုသူကဆေးပေါက်ပေးလိုက်တယ်တဲ့ကွာအဲဒီကနေပြန်လာတော့ကိုမောင်ဆိုင်ထမ်းမင်ဘော်ကပြုတ်ကြသေးရဲ့လေကွာအားလုံးကသိပြီးထင်တာဘယ်ဟုတ်မလဲသူ့မှာပွန်းရပိတ်ရတော့မဖြစ်ဘူးဟာအဲ့ဆရာစင်းစမ်းလိုက်ပုံများအခုဆိုတို့ရွာကလူတွေမကဘူးဘေးရွာကပါဆေးလာပေါက်နေကြတယ်ကွာဟာအဲ့လိုလားဒါဆိုကျုပ်တို့လည်းတွားပြီးဆေးပေါက်ကြရအောင်ဗျာအေးတွားကြတာပေါ့တွားမယ်ဟေ့လာကြမောင်ဆိုင်ဤထန်းတော်တဲ့ရှိတန်းအိမ်၌ရွာသားများစုံညီနေကြသည်ဆေးပေါက်သူအပြိုင်ဆိုင်ဖြင့်မောင်ဆိုင်ဤဆရာဖြစ်သူရှိငွေဖလားတဲ့၌ငွေများမိုးမောက်လျက်ရှိလေသည်မောင်ဆိုင်ဤဆရာအမည်ကဆရာခေါင်ဟုခေါ်ကြ၏ဆရာခေါင်ကျုပ်ဒီဆေးပေါက်ပြီးရနဲ့တကယ်ဒုတ်ပြီးဓာပြီးမှာပါနော်ဟုဆေးပေါက်လက်စရွာသားကမေးလျာဆရာခေါင်ဆိုသည့်အသားညွညွမျက်လုံးမျက်ဖန်ကောင်းကောင်းအသက်40ကျော်အရွယ်လူကြီးကမပြီးရောလားမောင်ရင်ရဲ့ရော့ဆေးပေါက်ပြီးရနဲ့ဒီဓမ္မနဲ့သာခုတ်ကြည့်ပြီးတော့မောင်ရင်ကိုထိခိုက်မိရင်အဲ့ဒါနဲ့ကြုတ်ကိုသာပိုင်းလိုက်ဗျာဒါပေမဲ့တခုတော့ရှိတယ်ဆေးပေါက်ပြီးလို့၄ရက်ပြည့်မှဆေးစွမ်းကအပီပင်ပြလိုက်မယ်အဲ့ချိန်ထိတော့တီးခံကြပေါ့ဆရာခေါင်ကရဲကြီးအာမခံပြောလေရာဆေးပေါက်သူများလည်းစိတ်ကြည်မဲ့သွားကြသည်ထို့သောဖြင့်ဘေးရွာများမှဆေးပေါက်ကျင်သူများအပြိုင်အဆိုင်ရောက်လာခဲ့ပြီအမေရွာထဲမှာတည်င်းထူးတယ်တော့တော်ဝင်းရွာထဲမှာဟင်းချက်စရာများတော်ဝဲလာခဲ့၏ပြန်ရောက်ချင်းကိုပြည့်၌ထိုင်နေသောမိခင်ဖြစ်သူဖွားမယ်စိန်အားပြောလိုက်လေတော့ဘာတည်င်းများတော့ဘာတည်င်းတော့ဆိုတော့ရွာနောက်ပိုင်းကထန်းသမားမောင်ဆိုင်လေအမေသိရမလားအေးအမေသိရလေအဲထန်းသမားမောင်ဆိုင်ရဲ့အိမ်မှာလူတွေဝိုင်းအုံနေတာပဲတဲ့အမေရဲ့ဟဲ့အဲ့လောက်လူတွေဝိုင်းအုံနေတာမောင်ဆိုင်ကဘာဖြစ်လို့တော့ဖွားမယ်စိန်မေးလေတော့ဒေါ်ဝင်းကလူတွေအုံတာအကြောင်းရှိရတော့ဘာတဲ့ဒုတ်ပြီးဓာပြီးဆေးတွေပေါက်တယ်ဆိုလားပဲဟေးမောင်ဆိုင်ကပေါက်ပြီးရလားမဟုတ်ဘူးအမေမောင်ဆိုင်ရဲ့ဆရာဆိုလားပဲအဲ့ဆရာကဆေးတွေပေါက်ပြီးတော့ရွာသားတွေဆိုတာအဲ့အိမ်ကနေကိုမခွာကြတော့ဘူးတဲ့တကယ်လဲစွမ်းနေပြောတယ်ဆေးပေါက်ပြီးတဲ့ရွာသားတွေကကိုဓာတ်နဲ့ခုတ်ကြတယ်ဆိုပဲအမေရဲ့ဓာတ်နဲ့ခုတ်တာကိုဘာမှမဖြစ်ကြဘူးတဲ့ဩရွာထဲမှာတော့ဒီကိစ္စတွေရောက်လာပြန်ပြီပေါ့ရှင်အမေဘာကိုပြောတာလဲဖွားမယ်စင်ရဲ့စကားကိုဒေါ်ဝင်းကမေးလေသည်ဖွားမယ်စင်ကဘာမှမဖြစ်ပါဘူးအေးတွားအနောက်မှာအပြိုကြီးပဲတွေအမေရေးစိန်ထားတယ်ပွားသွားရင်အခွန်ခွာလိုက်အောင်ဟုတ်အမေကျုပ်သွားလောက်လိုက်မယ်ဟူဆိုကဒေါ်ဝင်းထွက်သွားလေတော့သည်ကျန်ရိတ်ခဲ့တော့ဖွားမယ်စင်ကတော့ကွန်းအိတ်ထဲမှာကွန်း100ကိုယူ၍ကွန်းသီးပက်တစ်ချမ်းထက်ထုံးနဲ့တုတ်ကရလိုက်ပြီးနောက်ဗဇာအတွင်းထက်ကကြိတ်ဝါရင်ဖះအကိစ္စမှထပ်မဖြစ်ပါစေနဲ့ဟုနှုတ်မှပြောလိုက်ကအဝေးသို့ငေးမောနေလေသည်ဆရာဒါဆိုကျုပ်တို့တွေဒုတ်ပြီးဓာပြီးအကုန်ပြီးကြပြီပေါ့နော်ရွာသားကဆရာခေါင်အားမေးလေသည်ဆရာခေါင်ကဒါပေါ့မောင်ရဲ့ဆရာတေးချစီမံပေးထားပါတယ်စိတ်ချလက်ချတာနေကြဟုတ်ကဲ့ဆရာစီမှာအခြားပညာရက်တွေရောရှိသေးလားဆရာကျုပ်တို့သိချင်လို့ပါဟာရှိတာပေါ့ကွာဒုတ်ပြီးဓာပြီးစေကိုပြောက်စီပီးရစီအလဝကစီအဲ့လိုကောင်တွေကအစဆရာကျွမ်းကျင်တယ်ဟာဆရာရဲ့ကျုပ်တို့တော့သဘောကျချက်ဗျာကိုပြောက်စီတာဆရာလုပ်ပြီးကျုပ်တို့ဆရာကိုငွေထက်ကတော့မယ်ဆရာဟုရွာသားတယောက်ကဝမ်းသာအားရဆိုလေတော့ဆရာခေါင်ကခေါင်းရဲ့ဤအဲ့ဒါတွေတော့လောလောဆယ်မရသေးဘူးကွယ်ဘာ
ဘာလို့ဆိုမနေ့ဖက်ဆိုဆရာခီးထွက်ဆရာကိစ္စရှိသေးတယ်ဆရာပြန်လာမှပဲဒီကိစ္စကိုလုပ်ပေးပါမယ်ဟုတ်ကဲ့ဆရာကျုပ်တို့ဆရာပြန်လာတဲ့ရက်ကိုစောင့်နေကြပါမယ်ဗျာဆရာခေါင်ပြုံးကခေါင်းငိမ့်လိုက်လေတော့သည်နောက်ရက်မှာတော့ဆရာခေါင်တယောက်ရွာမှထွက်သွားလိမ့်ပြီထို့သောဖြင့်ဆရာကောင်ထွက်သွားပြီးမကြခင်တရက်၌တကြီးရဲ့တကြီးဟေးဘာဖြစ်တာတော့ဟာကျုပ်ဘာစီပါဗျဟောကိုဘာစီဘာကိစ္စဖြစ်လို့ဒီလောက်ပြနေရတာတော့ညနေမောင်ကြီးပြောချိန်၌ဦးဘာစီတယောက်တကြီးအိမ်သို့အပြေးရောက်လာခဲ့ခြင်းဖြစ်၏တကြီးရဲ့ကျုပ်တို့ရွာသားတွေတော့ပြဿနာရှာကုန်ပြီဗျဟာဘာဖြစ်တာတော့ကိုဘာစီဦးဘာစီဤစကားကြောင့်တကြီးဦးနောင်ချိုမေးလိုက်လေရာဘာဖြစ်ရမလဲဗျာတစ်ဖက်ကအင်းတိုင်းရွာကရွာသားတွေနဲ့ချိန်ပြီးရိုက်ပွဲလုံးနေကြတာလေဟင်ရိုက်ပွဲရံပွဲလုံးနေကြလားရိုက်ပွဲကဒုတ်ပြီးဓာပြီးဆေးတွေပောက်ထားတဲ့ကောင်တွေဒူကြွတာတကြီးရဲ့တစ်ဖက်အင်းတိုင်းကကောင်တွေကလည်းဆေးပောက်ထားကြတော့စိန်ခေါ်နေကြတာပြို့ဟာမိုက်လိုက်တဲ့ကောင်တွေကွာဒါနဲ့ကာယသားခေါင်းဆောင်မအောင်ကောဘာလုပ်နေရလဲဥပစီကျုပ်ရံပွဲတာဖို့မောင်အောင်တို့အဖွဲ့ကိုတွားခိုင်းထားတဲ့တကြီးဒါဆိုကျုပ်တို့လည်းတွားကြမယ်ဗျာရံပွဲကဘယ်စီမှာဖြစ်တာတော့ရွာနောက်ကလေပြင်းမှာတကြီးတွားကြမယ်ဗျာတကြီးပစိုးတူတူပြင်ဝတ်ပြီးနောက်ဥပစီနီအတူရွာအနောက်ပိုင်းသို့အပြေးသွားတော့၏ရွာထဲရှိလူတွေသည်လည်းတကြီးနှင့်ဥပစီတို့နှစ်ဦးပြာခတ်နေ၍စိတ်ဝင်တစားဖြင့်နောက်မှလိုက်လာခဲ့ကြပြန်သည်ရွာနောက်ပိုင်းလေပြင်းသို့ရောက်ပြီးတော့တစ်ဖက်နှင့်တစ်ဖက်ဒုံများတရွယ်ရွယ်တားသူကတားဆဲသူကဆဲရိုက်ဟန်ပြင်သူကပြင်ဖြင့်တဝုံဝုံဖြစ်နေခဲ့၏ထိုလူအုပ်ကြီးတအုံတဝုံဝုံဖြစ်နေ၍ဖုံများပင်ထနေလေသည်ဟက်ကောင်တွေရက်လိုက်စမ်းဟဲ့တတိပြောနေရလေငါပြောတာမရတဲ့အကောင်ထိတ်တုံးအပြင်ကတုံးမှတုံးပြစ်မယ်ဟဲ့တစ်ဖက်လူအုပ်တွင်လဲမင်းတို့ငါပြောနေရမရဘူးလားခွေးမာသားတွေအင်းတိုင်းရွာတကြီးဦးဖိုးမှန်လဲစိတ်တူနေလေပြီကိုရွာသားအားကိုထိန်ကြရင်တကြီးနှစ်ယောက်ပြာခတ်နေကြ၏ထိုစဉ်ရောဟေးဒါလာယူကြသွေးဘလောက်ရဲလဲပြကြစမ်းဟင်ဟာဖွာဟက်ကောင်တွေဖွာမယ်စိန်ရောက်နေတယ်ဟာဖွာမယ်စိန်တောင်ဝေးကိုထောက်ကလူအုပ်ကြီးအားစိုက်ကြည့်နေခဲ့၏စိုက်ကြည့်ရင်မြေပြင်ပေါ်သို့ထိုင်ချလိုက်ပြန်သည်ဖွာမယ်စိန်ဤရှိတွင်တော့အသွားထက်ဓမ္မတချောင်းရှိနေလေသည်ရုံရင်းဆန်ခတ်ဖြစ်နေသောလူအုပ်ကြီးသည်ဖွာမယ်စိန်ကြောင့်ငြိမ်သက်သွားခဲ့၏ထိုအခါဖွာမယ်စိန်ကဆက်ပြီးကဲမအောင်ရော့ဒီဓမ္မလာယူမရဲတက်ရဲနေတဲ့လူမိုက်တွေကိုလိုက်ခုတ်စမ်းဒီတို့ကတော်တော်တက်တီတွေကောင်းနေကြတယ်ထင်ပါမအောင်ကိုနေပေါ်၌ချထားသောဓမ္မအားယူခိုင်းသည်မအောင်ကတုတ်တုံမြမလို့ဖွာမယ်စိန်ကိုသာငေးကြည့်နေရှာသည်အေးမအောင်မင်းမလုပ်ရင်ဖွာကိုယ်တိုင်လုပ်မယ်လာခဲ့ကြတယောက်ချင်းစီဆေးစမ်းတွေပြရအောင်အခုလာကြတွားရလေကွာဖွာခေါ်နေတာကိုတွားလေမင်းတို့ရဲ့မိုက်ရဲတဲ့ခုတ်ရဲတဲ့ဆိုတကြီးဦးနောင်ချိုနဲ့တကြီးဦးဖိုးမှန်တို့မိမိတို့ရွာသားများအားတွန်းထုတ်နေကြ၏ကဲမောင်တို့မောင်ရင်ဆေးပေါက်ထားတယ်မလားလာခဲ့ဖွာစီခုလာခဲ့ဗျာဖွာကျုပ်ကရင်ဖြစ်တဲ့ထဲမပါဘူးလေဖွာဖွာမယ်စိန်ကမောင်တို့အားခေါ်လေသည်မောင်တို့ကဖွာမယ်စိန်အားကြောင်းရွံ့စွာပြောလေသည်လာပါမောင်တို့ရဲ့ဖွာမင်းဆေးစမ်းကိုစမ်းယုံနေမှာပဲဖွာကိုယုံနေမလားယုံပါတယ်ဖွာအေးယုံရင်လာခဲ့ဖွာနာကိုမောင်တို့တယောက်ဖွာမယ်စိန်အနီးသို့သွားလေသည်ထိုအခါဖွာမယ်စိန်ကမြေပေါ်မှဓမ္မအားလက်ဖြင့်ညွှန်ပြရင်ကောက်လိုက်ပြီးရင်မောင်ရင်ရဲ့လက်ဖွားကိုအသာဓားသွားနဲ့ပုတ်လိုက်စမ်းဟုတ်မောင်တို့ဓမ္မအားလက်ထဲကောက်ယူလိုက်သည်ပြီးနောက်ဓားသွားအားလက်ဝါးပေါ်တင်ရင်အသာပုတ်ဆွဲလိုက်လေတော့အမလေးဗျရှာတယ်ဗျဟာဘလို့ဖြစ်ရတာလဲဟင်ဆေးပေါက်ထားတာကဘလို့ဖြစ်ရတာအေးနော်ကိုမောင်တိုးလဲဆေးပေါက်ထားတာပဲကိုမောင်တိုးခင်များလက်ဖွားပေါ်မှဓားသွားရှာသည့်တန်ကြောင့်နာကျင်နေရှာသည်ထိုအခါဖွားမယ်စိန်ကပြုံးလိုက်သည်ကဲလာကြလေစင်းခံကျင်သူတွေတန်းစီကြတော့အခုမင်းတို့အလှဲ့ပဲဖွားမယ်စိန်ကလူအုပ်ကြီးကိုကြည်ကားပြောလိုက်လေတော့အားလုံးထိတ်လန့်နေကြသည်ဘဲနဲ့လဲဆေးပေါက်ထားတယ်ဆိုအစောကယုံကြည်ချက်တွေအပြည့်နဲ့အခုဘဲနဲ့ရှိစားအဲ့ဒါဘလို့ဖြစ်ရတာလဲဖွာဘလို့ဖြစ်ရတာလဲဟတ်လား
မောင်ရင်တို့ကသူ့တော်ရောင်ကိုမှဆရာထင်တာကိုကဲပြောစမ်းမအောင်မောင်ရင်တို့ဆရာကရှောင်းရဲဆောင်ရင်တွေကိုပြောသလားဆေးပေါက်ပြီးတော့ဘာတွေလုပ်ရမယ်ဆိုတာမပြောပါဘူးခွာအေးမောင်ရင်တို့ကတော့သူ့တော်ရောင်နဲ့တွေ့တာပဲတပွဲထိုးဆေးတွေပေါက်ပေးပြီးအဖိုးခါတွေလိန်ညာယူသွားတာကွဒါအပြင်အတွင်းလူကပါတော့ပိုဆိုးနေရတာပေါ့ကဲပါလေတက်ချင်နေကြရင်လေတက်ကြပြီးတော့ဖွာကတော့ပြန်အောင်မယ်ဖွာမယ်စဉ်ပြောဆိုပြီး၍တောင်ဝေးကိုထောက်ပြီးလူအုပ်နှင့်ဝေးရစီသို့ကြောပေးထွက်ခွာသွားတော့သည်ဖွာမယ်စဉ်ပြောခဲ့သောစကားကြောင့်ရန်ဆောင်နေကြသောနှစ်ဖက်ရွာသားများသည်စိတ်ပြက်လက်ပြက်ဖြင့်မြေပေါ်ထိုင်ချလိုက်ကြသည်ဒါတို့ကိုလိန်ညာသွားတာဟိုထမ်းသမားမောင်ဆိုင်ကြောင့်ပဲဒင်းကသူ့ရဲ့ဆရာတော်ကြောင့်သူဘလို့ဖြစ်ခဲ့ကြောင်းကိုလိန်ညာပြောခဲ့တာပဲဆေးကဖွာပြောသူလိုပေါက်ပြီးချိန်ခဏပဲစွန့်ပြတာဒါကြောင့်တို့ကို၄ရက်စောင့်ဆိုပြီးပြောခဲ့တာ哦အကောင်ကဟိုလူရုပ်မှာဆရာအယောင်ဆောင်ကောင်တော့တွေးရနေရအသေးတက်ပြစ်မယ်ကွာဟုတ်တယ်ငါတို့စီကလိန်ညာယူသွားတာတော်သေးတာပေါ့ဖွာရောက်လာလို့မဟုတ်ရင်အကုန်မတာပေါ်ကုန်ကြမှာရွာသားများအားလုံးနောင်တရကုန်ကြ၏ကဲပါကွာဆရာလိန်နဲ့အတွင်းလူတစ္ဆဖောက်ကိုရအောင်ရှာပြီးငါတို့အပြစ်ပေးပါမယ်မင်းတို့ကတော့အိမ်ပြန်ကြတော့ကွာဟုတကြီးဦးနောင်ချိုကပြောလေတော့ဟုတ်တယ်ဒါငါတို့တကြီးတွေအလုပ်မင်းတို့ကအိမ်ပြန်ကြတော့နောက်ဒီလိုကိစ္စတွေမဖြစ်အောင်သာဂရုစိုက်ကြနိုင်ရွာတကြီးဦးဖိုးမှန်ကဝင်ပြော၏ရွာသားများသည်သူတို့၏တကြီးများ၏စကားအတိုင်းမိမိတို့အိမ်စီသို့ပြန်သွားကြ၏ထိုနေ့မှစ၍တန်းသမားမောင်ဆိုင်နှင့်သူ၏ဆရာခေါင်တို့အားမည်သူမှရှာမတွေ့ကြတော့ရွာသားများထံမှရသမျှအဖိုးအခများအားလိန်ညာယူပြီးအဝေးသို့ထွက်ပြေးသွားကြသောကြောင့်ပင်ဖြစ်၏